Hello မင်္ဂလာပါရှင်ဒီနေ့ကတော့အမ brown smoky eye လေးကိုပညာဒါနအနေနဲ့ခြေပြပေးထားတာဖြစ်တယ်ပေါ့နော်ဝါဒနာရှင်ချင်းညီမလေးတွေလေ့လာလို့ရအောင်အမတင်ပေးခြင်းဖြစ်တယ်အဲ့တော့အမနဲ့တူတူ smoky eye လေးကိုလိုက်ချဲကြည့်ကြရအောင်နော်အမအဦးဆုံးအမကအညူရောင်လေးပေါ့နော်အညူရောင်လေးကိုအမကမျက်ခွန်အပေါ်လေးထဲမှာဗလန်းလုံးမယ်တေချာ white ကလေးနဲ့အနေထားနဲ့ဗလန်းလေးလုပ်မယ်အညူဆိုတာကလေအရန်ညူပြီးပုတ်နေတဲ့အယောင်ဆိုရင်အရန်ရင်းတဲ့အယောင်ဆိုရင် smoky eye နဲ့ကလေ smoky eye ကလည်းအယောင်ရင်းနေဆိုတော့လေအဲ့တော့အပေါ်မှာအညူနုလေးကိုအမဗလန်းလုပ်တယ်ပြီးတော့အောက်ကနေအနက်ရောင် eye shadow လေးကိုအမအနည်းနည်းချင်းစီယူပြီးတော့ဖြည်းဖြည်းချင်းစီအောက်ကနေစပြီးချဲတယ်ပေါ့နော်ဖြည်းဖြည်းချင်းစီနည်းနည်းချင်းစီယူပြီးတော့အနက်ရောင်ကလေးကိုဘလန်းလုပ်မယ်ပြန့်သွားအောင်တည်တည်ချာချာလေးဘလန်းလုပ်မယ်စိတ်ရှိရှိလေးပေါ့နော်ဒီနေရာမှာစိတ်ရှိဖို့တော့လိုတယ်အဲ့တော့ဒီ look လေးကတော့ပါတီတွေပါတွေတွားတဲ့အခါကျရင်လည်းလိမ်လို့ရတယ်ဓာတ်ပုံတွေပါတွေ photo shoot တွေပါတွေရိုက်တဲ့အခါကျရင်လည်းဟော့လေးရိုက်ချင်တယ်ဆိုရင်ဒီ look လေးကအရောင်းလာတယ်ပေါ့နော်အဲ့တော့အဲ့ဒီမျက်ခုံးနဲ့မျက်ခွန်ကြားထဲမှာအမရွှေညူရောင်လေးကိုလိမ့်လိုက်တယ်ပေါ့နော်ဂီတာလေးပေါ့ဂီတာလေးနည်းနည်းထည့်လိုက်တယ်ပြီးတော့ eyeliner လေးဆွဲတယ်ဒါကတော့အစင်အမြင်နဲ့ eye shadow ခြေတိုင်းအမပြနေကြ step တွေဖြစ်တယ်ပေါ့နော်အဲ့တော့ဝါဒနာရှိချင်းချင်းမလေးတွေလိုက်ရှေ့ကြည့်ရပါနော် smoky eye ဆိုတာလည်းအရန်ဝင်ပေါ့နော်ခစ်စားနေတဲ့ eye shadow look တွေမှာပါတယ်ပေါ့နော် smoky eye ကအမျိုးမျိုးရှိတယ်ဒါကတော့ brown smoky eye လေးဖြစ်တယ်ပေါ့နော်အဲ့တော့အပေါ်မှာ brown လေးခြေထားတယ်အောက်ကိုလည်းအမတို့က brown လေးခြေမယ်ဒီနေရာမှာဆိုရင်အမတို့သုံးထားတာ eye shadow color 2 color ပဲသုံးထားတယ်ပေါ့နော် glitter တက်သုံးထားတယ်ပေါ့နော်အောက်ကနေအမတို့ကဖြည်းဖြည်းချင်းစီဒီ brown eye shadow လေးကိုခြေမယ်အဲ့တော့မစီမှာ makeup တီးတဲ့တင်နန်းစရုံးတီးတဲ့တင်နန်းလည်းရှိတယ်နော် makeup နဲ့စရုံးနှစ်ခုပေါင်းပြီးတင်လို့ရှိရင် discount အနေနဲ့အမကတင်နန်းကြီးကိုတက်တာစွာနဲ့တင်ပေးမှဖြစ်တယ်ပေါ့နော်အဲ့တော့မရှိမှာ makeup နဲ့စရုံးနှမျိုးစလုံးတင်တဲ့သူတွေကိုအမကသပင်စကန်လုပ်နည်းကိုလည်း free တင်ပေးမှဖြစ်တယ်ပေါ့နော်အဲ့တော့ဝါသနာရှင်ချင်းညီမလေးတွေအမနဲ့တူတူလေ့လာကြရအောင်နော်အဲ့တော့ makeup ပညာဆိုတာသူများအပေါ်မှာမဗလန်းခင်မလိမ့်ခင်မိမိကိုယ်ကိုအရင်လိမ့်ကြည့်ပါချင်းညီမတို့မိမိမျက်နှာပေါ်မှာအရင်ဆုံး eye shadow look လေးတွေအမျိုးမျိုးခြေကြည့်ပါပေါ့နော်အဲ့တော့အားနေတဲ့အချိန်လေးတွေမှာနော်အလကားမနေပဲနဲ့ပေါ့နော်စရုံးလေးတွေထုံကြည့်မယ်မိကလေးတွေပြင်ကြည့်မယ်စင်ကြည့်တဲ့အခါကျရင်ကိုတင်တန်းတက်နိုင်တဲ့အခါကျရင်တင်တန်းကိုတက်မယ်ပေါ့နော်အခုတင်တန်းမတက်နိုင်ခင်ကာလမှာဟိုဒီလိုဗီဒီယိုလေးတွေနဲ့ပညာလေးတွေကိုလေ့လာသင်ကြမယ်နော်အဲ့တော့ချင်းညီမလေးတွေအမပြင်ပြထားတဲ့ look လေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင် comment မှာတခုခုပြောသွားပေးကြပါအောင်လို့အမပြောချင်ပါတယ် comment မှာချင်းညီမလေးတွေရဲ့ comment ကို comment ရေးထားတာလေးတွေကိုဖတ်ရခြင်းအပြင်အားပို့တက်စေပါတယ်နောက်ဗီဒီယိုတွေတင်ဖို့အတွက်အားရှိစေပါတယ်အဲ့တော့ချင်းညီမလေးတွေမသိတာရှိလို့ရှိရင်အမကိုမစင်ညာကနေဖြစ်စေဗိုက်ဘာကနေဖြစ်စေမိလို့ရတယ်နော်ကျေးဇူးတင်ပါတယ်ရှင်